တောင်သူတွေကပန်းသီးပစွန်သီးလေးတွေစပြီးကြီးထွားလာတာနဲ့ဘာကြောင့်အောက်ခြေကိုဖျက်ပစ်ကြတာလဲအစပိုင်းမှာတော့ဒါကယူသွတ်တဲ့လောက်ချက်တစ်ခုလို့ထင်ရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုတေးသေးလေးဖြတ်တောက်ပြီးတာဟာတရုတ်နိုင်ငံရဲ့နာမည်ကြီးလိုင်ယန်ပန်းသီးပစွန်တွေဖြစ်လာရတဲ့လျှို့ဝှက်ချက်တွေကတစ်ခုပါပဲတောင်သူတွေဟာအသီးကိုယ်တွေကိုဖြတ်နေတာမဟုတ်ပါဘူးသူတို့ဖြတ်တောက်နေတာကတော့အသီးရဲ့အောက်ခြေမှာရှိတဲ့ပန်းပွင့်ဖတ်ချောင်းနေရာလေးကိုဖြစ်ပါတယ်ဒီနေရာမှာအချိန်ကိုက်လို့ဖို့အလွန်ရေးကြည့်ပါတယ်အသီးလေးတွေတင်းငင်နေတဲ့အချိန်မှာပဲချက်ချင်းဖြတ်တော့ရမှာဖြစ်ပြီးအချိန်အကြာကြီးဆောင်ဆိုင်နေရင်တော့အနာဖေးတွေဖြစ်သွားပြီးအမာရွတ်ထင်ချင်ရစ်စီတတ်ပါတယ်ပထမတော့တောင်သူတွေကပိုးမွားအန်ဒီယာကိုကာကွယ်ဖို့အတွက်ဒီနီးလန်းကိုအသုံးပြုခဲ့ကြတာပါဘာလို့လဲဆိုတော့ပိုးကောင်တွေကဥဖို့အတွက်အဲ့ဒီအောက်ခြေအိတ်ကလေးထဲမှာအုံရတာကိုသဘောကျကြလို့ပါပဲဒါပေမဲ့နောက်ပိုင်းမှာတော့တောင်သူတွေကနောက်ထပ်အကျိုးကျေးဇူးတစ်ခုရှာဖွေတွေ့ရှိခဲ့ကြပါတယ်အဲ့ဒီပန်းပွင့်ဖတ်ချောက်လေးကိုဖေရှားလိုက်တဲ့အခါမှာအပင်ကနေအာဟာရဓာတ်ကိုအသီးစီပို့မှုပို့လို့ပေးနိုင်တာကိုတွေ့ရပါတယ်ဒါကြောင့်မို့လို့ပဲလိုင်ယန်ပန်းသီးပစွန်သီးတွေဟာအရှည်လိုက်နဲ့အချောင်းလိုက်ကြီးထွားမဲ့အစားအသီးပခုံးကျပြီးလုံးဝနဲ့ပုံစံအလေဥတိုင်းပြီးနေတာအရီရွှားနဲ့အသားမျိုးရရှိလာတာဖြစ်ပါတယ်အသီးတွေကပေါ့ပေါ့ဖြန်းဖြန်းပြောင်ချိုးပြီးအရီရွှားကဖိဝလာပါတယ်အတွင်းထဲမှာအမြင့်ချမ်းတွေနေသွားတဲ့အတွက်အသားကပုံမနူးညံ့လာပြီးစားလိုက်ရင်ထိုးပတ်လို့အရီပြုံမတက်ခံစားရစေတာပါတယ်ဒါကြောင့်အဲ့ဒီလူတီးတီးလေးဖြတ်တောက်ပြီးတာဟာအသီးကိုပျက်စီးစေတာမဟုတ်ပါဘူးတာမန်ပန်းသီးပစွန်တစ်လုံးကိုတရုတ်နိုင်ငံရဲ့တန်ဖိုးအရှိဆုံးအသီးနှံတစ်ခုဖြစ်လာအောင်ပြောင်းလဲပြီးနိုင်တယ်တိကျအချိန်ကိုက်လုပ်ဆောင်ရတဲ့စိုက်ပျိုးရေးလျှို့ဝှက်နည်းလမ်းတစ်ခုဖြစ်ပါတယ်ဒီလိုခူတူလာနားထောင်ဖို့ဖော်လို့လုပ်ခဲ့တော့